ဒီကလေးတွေရိတ်ဆန်တွေရဲ့ပုံကြည့်ပါအတိတ်ဘဝကမကောင်းတာတွေလုပ်ခဲ့လို့ဝေကျွေးတွေပြန်ခံစားနေရတာမဟုတ်ပါဘူးဆိုဗီယက်ယူကရိန်းနိုင်ငံချာနိုဘယ်မြို့မှာဖြစ်ပွားခဲ့တဲ့နျူကလ িয়ার ဓာတ်ပေါင်းဖိုပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ရေဒီယိုတတိကြွမှုတွေရဲ့ဆိုးကျိုးတွေကိုခံစားနေရတာဖြစ်ပါတယ်1986ခုနှစ်နွေဦးမှာချာနိုဘယ်ရဲ့နျူကလ িয়ার ဓာတ်ပေါင်းဖိုအမှန်လေးဟာမတော်တဆမှုတစ်ခုကြောင့်မိလောင်ပေါက်ကွဲခဲ့ပြီးတော့ချာနိုဘယ်မြို့ရဲ့လေထုထဲကိုတက်ရောင်ကြီးတွေအပြည့်ဖြစ်စေခဲ့ပါတယ်ဒီပေါက်ကွဲမှုကြောင့်ဟီရိုရှီမားနဲ့နာရာဆာကီမြို့မှာကျဲခဲ့တဲ့အနုမြူပုံတွေထက်အစာလေးရပိုးတဲ့ရေဒီယိုတတိကြွပစ္စည်းတွေဟာကမ္ဘာလေထုထဲကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီရဲ့အကျိုးဆက်တွေကတော့ဓာတ်ပေါင်းမို့လုံသား2ဦးချက်ချင်းတည်ဆုံပြီးတော့ဓာတ်ပေါင်းမို့ကိုမီးငိမ့်သက်ပေးခဲ့ကြတဲ့မိသက်သမားများဟာရက်သက်တစ်ပတ်အတွင်းမှာတည်ဆုံသွားကြပါတယ်။ရေဒီယိုတတိကြွနေတဲ့တိမ်တိုက်တွေကတော့စကော့တလန်၊အင်္ဂလန်၊နော်ဝေးနိုင်ငံတွေမှာနျူကလ িয়ার မိုးအဖြစ်ရွက်ချလိုက်ပြီးတော့ဦးကောင်းဝင်ကြီးမားတဲ့ကလေးတွေပုံပြပဲပြင်ကလေးတွေမွေးရပါညံရင်ချိုးတဲ့ကလေးတွေကိုမွေးဖွားလာစေပါတယ်။ဒီနျူကလ িয়ার ဓာတ်ပေါင်းဖိုကြီးဟာဘာကြောင့်ပေါက်ကွဲခဲ့တာလဲ။အဓိကကတော့လူသားတွေချောင်းမှာအောက်ကလာတဲ့အတန်တွေကိုနားမထောင်ပဲအထက်ကလာတဲ့အပြစ်တွေအတန်တွေကိုကောက်ကွဲဖို့မူသားတွေကိုအကြိမ်ကြိမ်သုံးခဲ့တာကြောင့်ပါ1986ခုနှစ်ဧပြီလ26ရက်နေ့ညမှာအိမ်မပျော်သေးတဲ့လုံမီလာနဲ့ယောက်ျားဖြစ်သူဟာပောက်ကွဲတဲ့အကျယ်ကြီးကိုကြားလိုက်ရတယ်။နျူကလ িয়ার ဓာတ်အားပေးစေုံထဲမှာဒုအင်ဂျင်နီယာဖြစ်တဲ့ဒီယာလော့ကတော့ပောက်ကွဲတဲ့အကျယ်ကြီးကိုကြားလိုက်ရတော့သူအမားသူမသိသေးပဲသူခိုင်းသမျှလုံနေရတဲ့လက်အောင်ငယ်သားတွေကိုမင်းတို့ဘာလုပ်လိုက်ကြလဲလို့အပြစ်တင်တယ်။သူ့နားထဲမှာလည်းအရေးပေါ်ချက်ပေးတဲ့တွေပဲကြားနေရတယ်။အဲ့ဒီအချိန်မှာထိန်းချုပ်ခန်းထဲကိုလူတစ်ယောက်ပြေးဝင်လာပြီးတော့ရင်းနှီးငွေအရင်ခန်းထဲမှာမိလောင်နေပြီလို့သတင်းပို့တယ်။ဒီယာလော့ကဒါအရေးပေါ်အခြေအနေပဲစိတ်အေးထားပါပထမဆုံးနျူကလ িয়ার ဓာတ်ပေါင်းဖိုရဲ့ဦးတိုင်းတွေကိုရေတွေဝေအောင်လုပ်ပြီးတော့အေးအောင်လုပ်ရမယ်လို့ပြောပါတယ်။အဲ့လိုပြောချိန်တုန်းမှာပဲနောက်ထပ်လူတစ်ယောက်ကပြေးဝင်လာပြီးတော့ဓာတ်ပေါင်းဖိုဦးတိုင်းကြီးပါပေါက်ကွဲသွားပြီးဦးတိုင်းကြီးမရှိတော့ဘူးလို့ပြောလိုက်ပါတယ်။ဒီယာလော့ကဒီကောက်အကြောက်လွန်နေပြီဒီကောက်ကိုခေါ်ထုတ်သွားစမ်းဒိဗယ်မရှိရတွေလာပြောနေတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီလူကဓာတ်ပေါင်းဖိုရဲ့အကာပွင့်ထွက်သွားပြီးတော့ခေါင်းတိုင်းမှာမီးတွေလောင်နေတာကိုကျွန်တော်ကိုယ်တိုင်တွေ့ခဲ့တာပါလို့ပြောတယ်။ဒီယာလော့ကလက်မခံဘူးမင်းယူနေလားRPMK ဓာတ်ပေါင်းဖိုတွေကဘယ်တော့မှမပေါက်ကွဲတတ်ဘူးဆိုတာမင်းမသိဘူးလားလို့ပြောတော့အာခီမော်ရေမင်းလူကိုမင်းပြောလိုက်စမ်းပါဦးကွာဆိုတဲ့သဘောနဲ့အာခီမော်ကိုပြောလိုက်တယ်အာခီမော်လည်းစောချွေပြန်နေပြီဂျွေရလော့ပြောတာကိုသူနဲ့ဘေးကကောင်းလေးပဲကိုယ်တိုင်လုပ်ပေးခဲ့တာကိုအခုဦးတိုင်းကြီးပါပေါက်ကွဲသွားပြီဆိုတော့တရားခန်းကသူတို့နှစ်ယောက်ဖြစ်တော့မယ်အာခီမော်လည်းဦးတိုင်းပေါက်ကွဲသွားတာကိုမြင်တဲ့သူကိုRPMK ဓာတ်ပေါင်းဖိုတွေကမပေါက်ကွဲတတ်ဘူးတခြားတိုင်းတစ်ခုပေါက်ကွဲသွားတာဖြစ်မှာပါလို့ထပ်လောင်းပြောလိုက်တယ်ဒီယာတော့ကအချိန်ကြီးဖြုံးမနေကြနဲ့ဦးတိုင်းလေးကိုရေတွေဖိလိုက်ကြတော့လောင်းနေတဲ့မီးကိုမီးသက်ခေါ်ပြီးတော့ညှိခိမ့်လိုက်လို့ညှိချလိုက်ပါတယ်လက်အောင်ငယ်သားတွေရဲ့မျက်နှာကတော့မရေရာမှုတွေနဲ့ပေါ့ဓာတ်ပေါင်းဖိုကြီးကိုမီးငိမ့်သက်ပေးရမယ်မိသက်သမားတွေထဲမှာလုံမီလာရဲ့ယောက်ျားလည်းပါတယ်လုံမီလာကတော့ပောက်ကွဲတဲ့မီးရောင်ကြီးကတမျိုးကြီးမလို့သူ့ယောက်ျားကိုတတိထားနေဖို့မှာတယ်ဓာတ်ပေးစေုံထဲမှာတော့အချက်ပေးတန်တွေအဆက်မပြတ်မြည်နေတဲ့စက်ရုံလုံသားတယောက်ကတသက်စုတိုင်းဆက်ဒိုစီမီတာနဲ့တိုင်းတော့3.6 rank အထိပြတယ်ဒီဆက်က3.6 rank အထိပြနိုင်တာပိုကောင်းတဲ့ဆက်နဲ့တိုင်းလိုက်ရင်ဒီထက်ပိုတောင်မြင်အောင်ပါလို့ပြောလိုက်တယ်ပြီးတော့သူတို့နှစ်ယောက်လမ်းခွဲလိုက်ပြီးကိုလုတ်ဖို့ကိုင်းဘက်တွေကိုခေါ်ကစက်ရုံတွေကထွက်ဖို့လုပ်ကြတယ်ဒါပေမဲ့နောက်ကျသွားပြီးရေဒီယိုတတိကြွနေတဲ့အမှုန့်တွေကိုရှူရှိုင်းမိတဲ့စက်ရုံလုံသမားတွေကသွေးတွေအန်ထွက်လာကြတယ်အရေးပြတစ်ခုလုံးလောင်ကျွမ်းသွားပြီးတော့တကိုယ်လုံးသွေးချင်းချင်းတောက်ပြီးတော့တက်ရရဲ့လေးပဲရှိတော့တယ်လုံသားတယောက်ကလောက်ဖို့ကိုင်းဘက်တွေကိုလိုက်ရှာရင်ဓာတ်ပေါင်းမို့ထဲထားတဲ့အခန်းကြီးတွေကိုသွားကြည့်မိတယ် RPMK ဓာတ်ပေါင်းဖိုကြီးရဲ့ဦးတိုင်းကြီးကတကယ်ကိုပေါက်ကွဲသွားတာပဲအဲ့ဒီအချိန်မှာစက်ရုံကိုတပတ်လှည့်ကြည့်တဲ့ဒီယာလော့ကတော့ထိန်းချုပ်ခန်းတွေကိုပြန်လာပြီးဦးတိုင်းလေးကိုရေတွေရောက်ပြီလားလို့မေးတယ်လက်အောင်ငယ်သားတွေကတခြားလုံသားတွေကိုဆက်သွယ်လို့မရသေးဘူးလိုင်းတွေပြတ်နေပြီလို့ပြောတော့အဲ့ဒါတွေငါမကြားချင်ဘူးငါဓာတ်ပေါင်းဖိုဦးတိုင်းလေးကိုရေတွေရောက်တာပဲလိုချင်တယ်လို့ထပ်ပြောလိုက်တော့လက်အောင်ငယ်သားကလည်းရေပိုက်ထိန်းချုပ်ကလေးတွေကိုသူကိုယ်တိုင်သွားဖွဲဖို့လုပ်ရပါတော့တယ်ဒီယာလော့ဟာတသက်တိကျွမ်းမှုက3.6 rank လို့သိလိုက်တော့3.6ဆိုတာတိတ်မကောင်းဘူးတိတ်တော့လည်းမစိုးသေးဘူးလို့ပြောလိုက်ပါတယ်အာခီမောနဲ့ကောင်လေးကတော့တယောက်မျက်နှာတယောက်ကြည့်ပြီးကြောင်နေကြပြီးဘာဖြစ်လို့လဲဆိုတော့3.6 rank ကိုတိတ်ပြီးမစိုးသေးဘူးလို့ပြောတာကိုမနေ့တနားရီခွဲမှာမိသက်ကားတွေရောက်လာကြပြီးမိသက်သမားတယောက်ကမြေကြီးပေါ်ကကျနေတဲ့ graphite တုံးကြီးကိုဘူးမသိပါမသိနဲ့ဂိုင်းလိုက်မိသေးတယ်လေဗီထဲမှာတတ်ထုရက်တာတွေအများကြီးရနေတယ်နော်လို့ရှင်းရှင်းပြောကြပြီးတော့အာကျုမန်တက်နဲ့မီးကိုညှိသက်ကြတယ်ခဏကြာတော့ graphite တုံးကြီးကိုဂိုင်းလိုက်မိတဲ့မိသက်သမားရဲ့လက်ကအရေးကြီးမှုတွေကြွတက်လာတယ်ရေပိုက်ထိန်းချုပ်ရေးခလုတ်တွေကိုတွားဖွင့်တဲ့သူကလည်းထိန်းချုပ်ခန်းတွေကိုပြန်လာပြီးတော့ဦးတိုင်းကြီးလည်းမရှိတော့ဘူးရေပိုက်ခလုတ်တွေလည်းမရှိတော့ဘူးလို့ပြောပြီးသွေးတွေအန်နဲ့ဒါတော့မှဒီယာလော့ကလက်မခံသေးဘူးဒီကောင်သွေးယူသွေးတိုင်းဖြစ်နေပြီလို့အာခီမော့ကိုလှည့်ပြောလိုက်သေးတယ်ညာဆိုင်သမားတွေကိုခေါ်ပြီးတော့ဦးတိုင်းလေးကိုရေရအောင်လုပ်တော့လို့ထပ်ညွှန်ကြားလိုက်သေးတယ်သူကတော့အခုထက်လူကြီးတွေကိုတွားပြီးအစီအကံမယ်လို့ပြောလိုက်ပါတယ်မနေ့နာရီခွဲတော့စီဝေးခန်းထဲကိုအင်ဂျင်နီယာချုပ်ဖို့မင်းနဲ့စက်ရုံဒရိုက်တာတို့ရောက်လာကြတယ်အနှုတ်မြူတပ်ပေါင်းဖို့ကြီးပေါက်လို့ပြည်သူတွေကိုစိုးရင်ရမယ်အစားအထက်ကိုဘယ်လိုတင်ပြရမလဲဆိုတာကိုပြောပြီးတော့ဒေါသထွက်နေကြတယ်ဒီယာလော့ကမစိုးရင်ပါနဲ့ကျွန်တော်အားလုံးကိုထိန်းချုပ်နိုင်ပါပြီလို့ပြောတော့စက်ရုံဒရိုက်တာကကောင်းပြီမျိုးမှုဆောင်ကော်မတီကလူတွေကိုမစိုးရင်ဖို့ငါရှင်းပြလိုက်မယ်အစည်းအဝေးခေါ်လိုက်ပါလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာမြို့သူမြို့သားတွေကလည်းညအချိန်ကြီးအေးစစ်မအိပ်ပဲဓာတ်ပေါင်းကိုပေါက်တာကိုမီရှူမီပန်းတွေကြည့်တယ်လို့နဲ့ထားကြည့်ကြတယ်လေထဲကိုလွှင့်လာတဲ့ရေဒီယိုတတိကျအမှုန့်တွေကိုအစုပ်ထဲထိရှိုက်သွင်းလိုက်ကြတယ်အဲ့ဒီအမှုန့်တွေဟာလူတွေရဲ့စပင်ပေါ်မှာအင်ကြီးတွေပေါ်မှာကလေးပေါက်စာလေးတွေရဲ့အရေပြားတွေပေါ်မှာဒီယာလော့မရှိတော့အခီမော့ကပဲဥဆောင်နေရတယ်သူကိုယ်တိုင်ရေပိုက်တွေကိုလက်နဲ့တော့ဖွင့်မယ်ဆိုပြီးတော့ဦးရိုင်းရဲကိုရေထည့်မယ်လို့ပြောလိုက်တယ်
လူတိုင်းတွေမရှိတော့ပါဘူးလို့ပြောတာကိုဘယ်ထဲကိုရေးထည့်ခြင်းနေသေးရလဲလို့ပြောလိုက်တော့ငါတို့ဘာမှမလုပ်ရင်လူသန်းနဲ့ချီသေးရလိမ့်မယ်လို့အာကီမာကပြောပြီးထွက်သွားတယ်။မနေ့9:20ရောက်တော့မြေရောက်စည်းဝေးခန်းမှာတွေကိုလူကြီးမင်းတွေရောက်ရှိလာတယ်။စက်ရုံဒရိုက်တာကအားလုံးဆင်ပြေနေပါတယ်လို့ပြောတော့ကောင်စီလူကြီးတယောက်ကအပြင်မှာအန်နေတဲ့လူတွေအများကြီးပဲမီးလောင်တန်ရရတဲ့လူတွေရောပဲငါတို့မြို့နယ်လူတို့ကိုရွှေ့မှရမယ်လို့ပြောလိုက်တော့ကျန်တဲ့သူတွေလည်းလှုပ်လှုပ်ရွရွတွေဖြစ်လာတယ်။အသက်အကြီးဆုံးတဲ့အဖိုးကြီးတယောက်ကနိုင်ရန်ပေါ်မှာချိတ်ရတဲ့လင်းရဲ့ဓာတ်ပုံကိုသူ့ရဲ့ဒုတ်ကောင်းနဲ့ထိုးပြပြီးတော့မိန်ကုန်းတွေကိုချွေတယ်။ငါတို့ဒီညလောက်ခဲ့တာတွေအတွက်သူကုန်ယူနေမှာပါ။ငါတို့ဆိုရှယ်လစ်ဆိုဗီယက်ပေါ်မှာထားတဲ့တစ္ဆာကပြန်လဲချင်းမြင့်ချင်းခံရမှာပါ။အခုဒီအချိန်တွေကအန်ဒီရမရှိဘူးလို့ပြောနေတာကိုလက်ခံပေးလိုက်ကြပါရဲ့ဘော်တို့အထက်ကလည်းပြည်သူတွေကိုအထက်ကျလက်မဖြစ်စေချင်ဘူးငါတို့မျိုးကိုပိတ်ချထားမယ်တရင်မားတွေမပြန်အောင်ဖုံးလိုင်းတွေလည်းဖျက်တောက်ပြမယ်ဒီညငါတို့လောက်ခဲ့တာတွေအတွက်ပြန်ပြီးချင်းမြင့်ခံရမှာပါလို့ပြောလိုက်တော့ကျန်တဲ့လူကြီးတွေကလည်းထပြီးလက်ခုပ်တီးကြတယ်အစည်းအဝေးပြီးလို့လူကြီးတွေပြန်သွားကြတော့စက်ရုံကအင်ဂျင်နီယာတယောက်ကဝင်လာတယ်တူတိုစီမီတာအကြီးနဲ့တိုင်းတာဓာတ်သက်တိကျွမ်းမှုက200ရန်ခန့်ထိရှိတယ်လို့ပြောလိုက်တော့အားလုံးကြောင်သွားကြတယ်စက်ရုံဒရိုက်တာရောအင်ဂျင်နီယာချုပ်ဖို့မင်းရောဒူးအင်ဂျင်နီယာချုပ်ဒီယာလော်ရောအားလုံးကဝိုင်းပြီးတော့အပြစ်တင်ကြတယ်ပောက်ကွဲသွားတဲ့တိုင်ကြီးကိုတိုင်တာဒီလောက်မြင့်တဲ့နံပါတ်ထွက်เสียလားလို့ပြောလိုက်တော့သူစေးရုံကိုပတ်ကြည့်လိုက်တာ graphite တွေမြေပေါ်မှာပြက်ကျက်နေရတွေကိုတွေးခဲ့ပါတယ်လို့ပြောလိုက်ပါတယ်သဘောကတော့ဓာတ်ပေါင်းမို့ဦးရန်ကြီးပါပောက်ကွဲသွားလို့ graphite တွေမြေပေါ်မှာပြန်ကျက်နေရဲလို့ပြောချင်တာပါအင်ဂျင်နီယာချုပ်ကြီးကလည်း RBMK ဦးတိုင်းပောက်ကွဲသွားတယ်ဆိုတာခုမှကြားဘူးတော့ဦးတိုင်းပြောချက်သွားတာမဟုတ်ပဲပောက်ကွဲသွားတာဘာကြောင့်လဲငါ့ကိုရှင်းပြပေးပါလားလို့ထားပြောလိုက်တယ်သူတို့တော့မသိတာကိုအောက်ကလူကိုသွားမေးတော့ကျွန်တော်မသိဘူးလို့ပြောလိုက်တာနဲ့ဒီယာလောကဒေါသထွက်လာပြီးတော့တော်လိုက်တော့ငါကိုယ်တိုင်သွားကြည့်မယ်လို့ပြောနေတော့မှပဲပါဇက်ကနေအန်ထွက်လာတယ်ဒီယာလောဆေးရုံရောက်သွားတော့ဓာတ်ပေါင်းမို့ဦးတိုင်းကိုအပေါ်ကတက်ကြည့်ရမယ်လူကကန်ဆိုးသူအင်ဂျင်နီယာဖြစ်သွားတယ်သူတို့မယုံတာနဲ့တယောက်ပြီးတယောက်ကအသေးခံပြီးသွားကြည့်ပေးနေရတယ်စက်ရုံထဲမှာတော့အာကီမော့နဲ့ကောင်လေးကရာပေါင်းများစွာရှိတဲ့ရေတကွားတွေကိုလက်နဲ့လိုက်ပြီးတော့ဖွင့်ပေးနေတယ်ကောင်လေးကတေမာကိုသိနေတော့ကြောက်လုံးလုံငုံနေပြီးကန်ဆိုးသူအင်ဂျင်နီယာကလည်းခေါင်းမိုးပေါ်တက်ပြီးတော့ဦးရန်ကြီးကိုသွားကြည့်ရတယ်အဖြေကိုသိနေရနေပေါ့သူ့အရေးပြားတွေကချက်ချင်းပဲနေရဲတက်လာတယ်နောက်တစ်နေ့မနေ့9နာရီမှာ RBMK တပ်ပေါင်းမှုကျွမ်းကျင်သူလီဂါဆော့စီကိုစွမ်းရည်နေလောင်ဆောင်ဝင်ကြီးဌာနကဖုံးဆက်လာတယ်လီဂါဆော့ကိုချာနိုဘယ်စိတ်အောင်မတော်တဆမှုကိုတင်းကုဖို့ရေးပေါ်အဖွဲ့တစ်ခုဖွဲ့တဲ့အခါမှာမင်းလည်းပါတယ်လို့ပြောလိုက်တော့လီဂါဆော့ကစိတ်အောင်ချင်းတွေကိုမေးတယ်အားလုံးကောင်းပါတယ်လို့တစ်ဖက်ကပြန်ဖြေတယ်ဓာတ်တတိကြောင့်မှုကရောလို့မေးတော့3.6 ရန်ကန်လို့ဖြေတယ်လီဂါဆော့က3.6ဆိုရင်မြို့နယ်လူတို့ကိုချက်ချင်းရှုမှရမယ်လို့ပြောနေရပဲရှိသေးတယ်မင်းကိုအထက်ကမေးတာတွေပြန်ဖြေဖို့ကုမ္ပဏီတဲ့ကိုထည့်ထားတာဘာလို့ရမယ်ဆိုတာငါတို့ကိုလာမညွှန်ကြားနဲ့လို့ပြောပြီးဖုံးချသွားတယ်ဒီလိုနဲ့တာဝန်ရှိသူတို့ရဲ့လက်ထဲမှာအခြေအနေကောင်းပါတယ်ဆိုတဲ့မှုသားစကားတွေပြည့်နေတဲ့ချာနိုဝယ်မျိုးကြီးဟာတဖြည်းဖြည်းနဲ့တပ်ပင်တွေအယောင်ပြောင်းလာတယ်လေထုတွေမှောင်ဝဲလာတယ်ကောင်းကင်ဘော်ကငှက်တွေပြုတ်ကျလာတယ်ကလေးတွေကတော့အကြောင်းတက်မြင်ကြောက်တက်ဆဲပါပဲ